ဦးနေဝင်းကအာဏာသိမ်းပိုက်ခဲ့ပါတယ်အဲ့ဒီအချိန်ကစပြီးမြန်မာနိုင်ငံဟာယနေ့အချိန်ထိကမ္ဘာနိုင်ငံဟာအစီအဆုံးနိုင်ငံရောက်သွားပါတယ်ဒီဇာမီယာအရာကျွန်တော်တို့အာဆီယံဟာအာဖဂန်နစ္စတန်ပြီးရင်မြန်မာနိုင်ငံဟာအစီအဆုံးနိုင်ငံဖြစ်ခဲ့ပါတယ်2008အခြေခံဥပဒေအရ2010မှာဒီမိုကရေစီပုံစံနဲ့ကျွန်တော်တို့ရရှိလာပြီးတော့2010ရွေးကောက်ပွဲမှာနောက်ပြီးတော့2015မှာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကဥဆောင်ပြီးတော့အစိုးရကိုဥဆောင်လာခဲ့တာဟာကျွန်တော်တို့နှစ်ကာလအတွင်းပဲဒီမိုကရေစီကိုကျွန်တော်တို့ရရှိဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကိုရရှိနိုင်ရန်တောင်းဆိုပြီးတော့ဆန္ဒဖော်ထုတ်ပြီးတော့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်အားလုံးကျွန်တော်အားကြားလိုပါတယ်ကျွန်တော်တို့ချင်းလူမျိုးဟာသိရများပြည်သူနဲ့အငြင်းမိဘညီကိုမောင်နှမများအားလုံးပထမဦးဆုံးကျွန်တော်တို့လူချင်းတောင်းတလေးရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုစနစ်ကိုရရှိနိုင်ဖို့ရာအခုဖြစ်ပေါ်နေတဲ့ခြေနေအားလုံးကိုအောင်မြင်နိုင်ဖို့ရာတော်ထွန်းနိုင်ဖို့ရာဘုရားတခင်စီမှာဆုတောင်းကြပါစို့ရရှိခဲ့ပါတယ်ရောမအင်ပါယာကြီးကိုတောင်ဖြိုခွဲနိုင်ပါလှုပ်ရှားတာဝန်ယူပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုတာကျွန်တော်တို့ကျမ်းစာမှာအတိအလေးဖော်ပြထားပါတယ်အဲ့ဒါလေးကျွန်တော်သားသမီးအရွယ်များလူငယ်လူရွယ်များကိုကျွန်တော်